ဒီနေ့မှာတော့ဝါကျတွေတိဆောက်တဲ့နေရာမှာမရှိမဖြစ်သုံးရမယ့်8 parts of speech လေးကိုပြောပြပေးသွားမှာပဲဖြစ်တယ်နော်အဲ့ဒါလေးတွေကတော့ noun pronoun verb adjective adverb preposition conjunction interjection တို့ပဲဖြစ်ကြတယ်နော်ဒီနေ့မှာတော့အဲ့ဒီ8 parts of speech ထဲက noun ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမယ်နော် noun ဆိုတာဟာလူပုဂ္ဂိုလ်တွေတိရစ္ဆာန်တွေပစ္စည်းတွေအရာဝတ္ထုတွေနေရာတွေစိတ်ကူးကြံဉာဏ်တွေနဲ့သဘောတရားတွေရဲ့နာမည်အနေနဲ့သုံးထားတဲ့စကားလုံးကို noun လို့ခေါ်တယ်သက်ရှိတွေရောသက်မဲ့တွေရော dress ရှိတွေရော dress မဲ့တွေရောအားလုံးရဲ့အမည်တွေကို noun လို့ခေါ်တယ်အဲ့တော့ noun ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုလိုက်ကြည့်ကြအောင် noun ဆိုတာဟာis a word used as the name of person, animal, place, thing, idea or concept. အဲ့တော့တချို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ပစ္စည်းတွေအရာတွေမှန်သမျှဟာလေ noun တွေပဲဖြစ်ကြတယ်။လူတွေတိရစ္ဆာန်တွေနေရာတွေပစ္စည်းတွေအရာဝတ္ထုတွေစိတ်ကူးအကြံဉာဏ်နဲ့သဘောတရားတွေသူတို့တွေဟာnoun ပဲဖြစ်ကြတယ်။ဘာသာနေထဲမှာဆိုလို့ရှိရင်ဥပမာအားဖြင့်ဘာလေးတွေပါလဲကြည့်ကြရအောင် boy ကောင်ကလေး girl ကောင်မလေး children ကလေးများ teacher ဆရာဆရာမ Iron Man ဇာတ်ကောင်အမည်လူအမည်အစရှိသဖြင့်ဒါတွေအားလုံးဟာလေnoun တွေပဲဖြစ်ကြတယ်။နောက်တစ်ခုကတော့ animal တွေထဲမှာကောဘာလေးတွေပါလဲဥပမာပြောရမယ်ဆိုရင် rabbit ရှုံးကလေး tiger ကြိုင် cat ကြောင်လေး fish ငါးကလေး bird ငှက်ကလေးအစရှိသဖြင့်ဒီတိရစ္ဆာန်လေးတွေဒီသတ္တဝါလေးတွေအားလုံးဟာလေnoun လေးတွေပဲဖြစ်ကြတယ်နောက်တစ်ခုနေရာတွေဟာလေnoun တွေပဲဖြစ်တယ် home အိမ် school ကျောင်း street လမ်း beach ကမ်းခြေရန်ကုန်မြို့အမည်ဒါလေးတွေကလည်း noun လေးတွေပဲဖြစ်ကြတယ် thing အရာဝတ္ထုပစ္စည်းလေးတွေဟာလည်း noun လေးတွေပဲဖြစ်တယ်ဥပမာပြောရမယ်ဆိုရင် book စာအုပ် computer telephone phone เนาะ telephone table စပွဲtwine အယုတ်အစရှိသဖြင့်ဒီအရာဝတ္ထုပစ္စည်းတွေအားလုံးဟာလည်း noun တွေပဲဖြစ်ကြတယ်နောက်တစ်ခုကတော့ထိတွေ့ကင်တွယ်လို့မရဘဲနဲ့ခံစားပြီးတော့သိရှိတဲ့ဟာတွေအကုန်လုံးကလည်း noun တွေပဲဖြစ်တယ်เนาะ dress မဲ့တွေမှာမှ idea တွေ concept တွေကလည်း noun တွေပဲဖြစ်ကြတယ်ဒီ noun တွေကိုတော့မြန်မာသဒ္ဒါမှာဆိုရင်เนาะစိတ်တစနံလို့ပြောကြတဲ့ဟာလေးတွေပေါ့เนาะအဲ့တော့စိတ်တစနံလေးတွေကဘာလေးတွေဖြစ်မလဲထိတွေ့ကင်တွယ်လို့မရဘဲနဲ့ခံစားသိရှိရတဲ့နံတွေကိုစိတ်တစနံလို့ပြောတယ်ဘာလေးတွေလဲဆိုတော့ဥပမာအားဖြင့်ပြောရရင် love အချစ် kindness ကျင်နာမှု happiness ပျော်ရွှင်မှု mindfulness သတိ knowledge အသိပညာဒါလေးတွေကကြတော့လေတချို့တွေကထိတွေ့ကင်တွယ်လို့တော့မရဘူးဒါပေမဲ့ခံစားပြီးတော့သိရှိတယ်အဲ့ဒီဟာလေးတွေအားလုံးကလည်း noun လေးတွေပဲဖြစ်တယ်ဒါဆိုရင်တော့ဒီနေ့ပြောပြသွားတဲ့ noun နဲ့ပတ်သက်ပြီးတော့သိရှိသွားကြမယ်လို့ထင်တယ်အဲ့ဆိုရင်နောက်တစ်ပတ်မှာtypes of noun ရဲ့အမျိုးအစားတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်နော်